လာပါနော်ဒါလေးကြောလျှော့ဝင်သူမိခင်တို့အားရပါဆိုနော်ပြားကြီးကြီးတော့ပါနော်မိခင်တို့ထွက်လို့နော်မိခင်ကလေးတွေအာဟာရအရှိတော့မိခင်တို့ပါမိခင်တို့တော့အာဟာရရှိတဲ့အရာမရှိပါဘူးနော်ဒါကြောင့်မလို့မိခင်တို့ကအရေးကြီးတယ်နော်ကျွန်တော်လည်းပြားကြီးကြီးလို့ကြောင့်မိခင်တွေထွက်လာလို့နော်ပြားကြီးတော့အပြည့်ဒီလည်းစုဝင်ရတာပေါ့နော်မုံလည်းတိုက်ပါတယ်မိခင်တို့လည်းတိုက်ပါတယ်နော်ဟောတာဦးဆိုတော့တို့အများကြီးတော့လိုက်လိုက်လို့ထွက်ပါဘူးဒါမှလည်း try တင်တော့ပြားကြီးတော့ကြောင့်ကျွန်တော်ထွက်တယ်ပြားကြီးတော့အများကြီးကျေးဇူးတင်ရင်ဒါလေးလည်းအခုနောက်ပိုင်းလို့ဒါလေးကနှုံးမုံတော့တိတ်မတော့ဘူးမိခင်တို့လည်းတောက်စီနော်မိခင်တို့လည်းတောက်စီမိခင်တွေကလည်းဝမ်းမြောက်စရာရှိတယ်ကိုသားကလေကိုယ့်ရဲ့နှုတ်ဆိုရင်မိခင်တွေအရန်ဝမ်းတာနော်ဟိုလိုနှုံးမုံဝဲတိုက်တာတိုက်လို့ရတာပေါ့နှုံးမုံဝဲတိုက်လို့နှုံးမုံတောက်နေတဲ့တားရဲ့မျက်နှာကြည့်တာနဲ့ကိုသားကိုယ့်ရဲ့နှုတ်နော်ဆိုတာနဲ့ဒီမျက်နှာကြည့်တာနဲ့အနှစ်သာရမတူဘူးပေါ့ကိုသားတယောက်ကကိုယ့်နှုတ်ကိုဆိုတဲ့ခါမှာမိခင်တွေပြောတယ်နော်ကျွန်တော်လည်းပြောပါတယ်ကျွန်တော်လည်းပြောပါတယ်မိခင်တွေလည်းကျွန်တော်ကိုယ်တမ်းမထားမယ်ဒီဗီဇာရမယ်နော်ဒီလိုလည်းပဲကျေးဇူးလည်းအများကြီးတင်ပါတယ်ကျွန်တော်ဒီနေ့နော်ဖျားကြီးတော့ကြောင့်ကားရည်တနာကိုမွေးတော့ပြရကိုလည်းလွယ်ပြီးမွေးနိုင်ဘူးနော်ဒါအသက်နဲ့ရင်းမွေးရတယ်ဖျားကြီးတော့ပါလေနော်ဖျားစုချရေးပေးသနာတယ်လို့ဆိုတယ်ဒါလေးကြောရောက်နေအောင်အပါရနေဆက်ဖြည့်စုနေနော်ဒါတော့တချို့ကလည်းပြောတာဟိုထမင်းအသက်9ရက်ရေအသက်10မိနစ်ဟိုရေအသက်10မိနစ်ဆိုတော့ဒီကလေးမှကြည့်ရင်သိလို့ရတယ်ဟိုကလေးအဲ့ရေဆိုတော့နှုတ်ရေပြောတာနော်နှုတ်ရေပြောတာမွေးကာစားကလေးကြီးနော်မွေးကန်းကာစားကလေးတွေကဘုံမွေးကြီးမှာဒီနှုတ်ရေနော်မတောက်လို့မရဘူးအများစားတော့မှာနော်ဘာကအရင်ကြီးကြည့်ပါလေတကယ်ပြားပြီးတဲ့နော်နှုတ်ရေတိတ်တံမှုရှိပါတယ်ပြားပြီးတဲ့အသက်တိတ်တံမှုရှိပါတယ်။ဟိုနိုးဆိုတာကအသက်နဲ့ဆိုင်တဲ့အရာနော်။အသက်နဲ့ဆိုင်တဲ့အရာဖြစ်လို့ဒီနိုးကလူတွေအကျိုးအာဟာရတဲ့အများစွာဖြစ်နေပါတယ်။ကျေးဇူးတင်ပါတယ်။အဲကျေးဇူးပါပြောမယ်။ဘာလို့ပြောတော့အားလုံးကျေးဇူးတင်ပါတယ်။ဒါလေးကခုနကတရားကြီးတယ်ဟောဘူးရဘူးရတယ်။ကိုလည်းမနေ့လိုက်ပါလိုက်ပြန်။ခုတော့အိပ်ပြောမေးနေနော်ခုနတရားနှစ်ပုတ်သုံးပုတ်လောက်နန်းတော့ခေါ်တာခုတော့မင်းလိုက်ပါလားမင်းလိုက်ပါလားဗျာနော်ဒါကြောင့်ကိုသားရဲ့တမီးငယ်လေးပြကျွန်တော်ကအသက်ရှင်နေပြန်နဲ့တည်ကျွမ်းရင်ဒီကြောင်ကျွန်တော်ဘန်းတော့ပြောဆူတောင်းလို့ကလေးဝင်းကြီးဆိုရင်မှာငယ်သေးတာပဲကွာဘာသိမှလဲသွားအထင်မသိပါနဲ့နော်ကလေးဝင်းကြီးသိတယ်ဝင်းကြီးမှာကြီးတယ်သေးတယ်ဆိုမရှိဘူးပဋိသင်္ဇာယောဂကသူ့အမေပိုက်ထဲမှာ Elizabeth ပိုက်ထဲမှာ6လပဲရှိသေးတယ်အဲ့ဒီမှာရေရှိတော့ပြိတ္တိစားပြီးမာရီပိုက်ထဲမှာရောက်နေနော်မာရီနဲ့ Elizabeth တွေ့တဲ့အခါမှာပိုက်ထဲကကလေးကထားကုန်တယ် Elizabeth ကပြောလိုက်ဆိုတော့ခင်မတို့တွေ့တဲ့အခါမှာတွေ့တဲ့ပိုက်ထဲကကလေးကဝမ်းမြောက်လို့ခေါ်တယ်ဘာဖြစ်လို့ဝမ်းမြောက်လို့ခေါ်လဲသူကသခင်ယေရှုကိုတွေ့သခင်ယေရှုကိုမြင်ရလို့နော်ဝိညာဉ်ထဲမှာသိဒါကြောင့်သခင်ယေရှုကမာရိပိုက်ထဲမှာရှိနေတယ်သူလည်း Elizabeth ပိုက်ထဲမှာရှိနေတယ်ဒါမှတွေ့တဲ့အခါမှာဝမ်းမြောက်လို့ခေါ်ဒီကလေးဘာသိအောင်ပါလဲလူနေတယ်ဒါမှကျမ်းစာကမှတ်တမ်းတင်တာလေကျမ်းစာတန်းတိုင်းမဟုတ်ပုံမဟုတ်ဝိညာဉ်ရမှာကျွန်တော်သိသိချင်းနေရတယ်အများကြီးရှိပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ကကလေးဆိုမှကလေးဝိညာဉ်ပဲကွာဘာသိမှလဲတော့မလုပ်ပါနဲ့ကလေးဝိညာဉ်ကကိုယ်ဝိညာဉ်နဲ့အတူတူပဲနော်သာရရှင်နာမည်ဝိညာဉ်နော်သာရကာလတည်တည်တဲ့ဝိညာဉ်ဒီဝိညာဉ်လေးကိုကျွန်တော်တို့ကပြုစုပြုဆောင်ပြရမယ်ရဖြစ်ပါတယ်နော်ဝိုင်းရပြရမယ်ရဖြစ်တယ်နော်ဟောအဲကျေးဇူးတင်တယ်ကျွန်တော်ဒီနေ့ရအောင်ပါဒီလိုအိတ်ချပြီးရတယ်နော်ဒီလိုပဲရာခုနဲ့ဤတော်ဆိုပိုက်ထဲမှာဗာသိလို့ပဲနော်သူ့အမေကကိုယ်လွယ်တဲ့ခါမှာကလေးနှစ်ယောက်ကရံဖြစ်တော့မခံနိုင်တော့မေးတယ်ဒီဘက်ကမေးကြားရင်ဘယ်လိုဖြစ်တာလဲကြားရင်ကဘာပြောလဲဆိုမင်းပိုက်ထဲမှာလူနှစ်ယောက်လို့မပြောလူ
နှစ်ယောက်လို့မပြောလူနှမျိုးရှိတယ်လူနှမျိုးတစ်မျိုးနဲ့တစ်မျိုးမတည့်ဘူးဒါပေမဲ့အကြီးကအငယ်ရဲ့ကျူခံမယ်ဆိုမှမွေးရင်ရသူ့မိပြောထားပြီနော်သူ့မိပြောထားတယ်ဒါကြောင့်မွေးတဲ့ကောင်ကသူကဘာလို့တဲတော့မှရံပြစ်နေတာလဲတာဥရလို့အမှန်တကယ်ရာကိုကအရင်မွေးမှာမဟုတ်ဘူးဤတော့အရင်မွေးမှာဤတော့အရင်မွေးတာဥရရရင်ကောင်းကြီးမင်္ဂလာရပါတယ်ဒူးတွေထုံးတဲ့အရင်ဦးဆုံးမွေးတဲ့တာဥကကောင်းကြီးမင်္ဂလာအမွေတွေအားလုံးရတာပေါ့ဆိုတော့ဒါကြောင့်မလို့ဤတော့အရင်မွေးရမှာဖြစ်တော့လေရာကိုက6လောက်လို့ဆွဲတယ်မွေးနေအောင်ငါလည်းမွေးနေတာငါလည်းအရင်ဦးဆုံးတာဥလို့ရှင်တယ်အရင်ဦးဆုံးတာဥရမှာငါမွေးနေတယ်ကောင်းကြီးလို့ရှင်တော့တာဥရကဘာကိုရင်းနှီးလာလဲတာဥရကိုလိုသက်တိ15မှာယေရှုခရစ်တော်ဝေရိယတ္တတော်အပေါင်းနဲ့တာဥဖြစ်တယ်လို့ပြောပါတယ်တော့တာဥရကိုစံငယ်ခြင်းတာဥရကိုတောင်းတခြင်းဒီယေရှုခရစ်တော်ကိုစံငယ်ခြင်းယေရှုခရစ်တော်တောင်းတခြင်းနဲ့အတူတူပါပဲတာဥရကိုအရယူခဲ့တဲ့ယာကုပ်ကကောင်းကြီးမင်္ဂလာရပါတယ်နော်ယေရှုခရစ်တော်ကနေယာကုပ်ရဲ့ညီငယ်တွေကဆင်းသက်ကြလာတယ်ယာကုပ်သား12ယောက်အပြည့်နော်ဣသေလနိုင်ငံတော်တည်ထောင်ခဲ့တယ်နော်ဣသေလလူမျိုး12မျိုးဖြစ်လာတယ်နော်ယာကုပ်ရဲ့သားတွေညီးတွေအားပြောနော်ဆိုတော့ဘလောက်ကောင်းကြီးဖြစ်လိုက်တယ်နော်ဒါကြောင့်တာဝုရာကိုကျွန်တော်အရာယူတာဝုရာယေရှုခရစ်တော်ဖြစ်တယ်ယေရှုခရစ်တော်ကိုကျွန်တော်တို့ကကိုယ်စိတ်နှလုံးထဲမှာအကျဉ်းမဲ့ယုံကြည်လက်ခံပြီးတဲ့အခါမှာယေရှုခရစ်တော်ရဲ့တုံ့ပြန်ဆုံးမတဲ့ဩဝါဒအတိုင်းအလိုတော်ဆန္ဒတော်အတိုင်းစကားတော်အတိုင်းအသက်ရှင်နေဆိုရင်ဘလောက်ကောင်းကြီးဖြစ်နိုင်မလဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနေတာမကယခုဘဝနောက်ဘဝနောက်ဘဝကျူးရှိနေရဖြစ်ပါတယ်နောက်တာဝုရာကိုမထင်မဲ့ပြုပြီးနော်တနက်စာနဲ့လဲစားတဲ့ဤတော့ဝိညာဉ်နဲ့ဆိုင်တဲ့ကောင်းကြီးမှဆုံးဖြတ်သွားပါတယ်ဤတော့မျိုးတွေကလည်းဤတော့ကပြရှင်မလာတဲ့တမီးနဲ့ပြိုင်းနေတယ်သူလည်းလူ12မျိုးပါပဲ12မျိုးသူလည်းဖြစ်လာတယ်နော်ဒါပေမဲ့သူတို့ကအားရ12မျိုးဖြစ်သွားတယ်ကျောက်ပိုင်းဆိုင်ကောင်းကြီးတော့သူရှိပါတယ်အာဗြဟံမျိုးနဲ့ဖြစ်လို့လေနော်အာဗြဟံနဲ့ဆိုင်တဲ့ကောင်းကြီးမျိုးတော့ရှိတယ်ကျောက်ပိုင်းဆိုင်ကောင်းကြီးတော့ရသွားတယ်ဒါပေမဲ့ဝိညာဉ်ပိုင်းဆိုင်ကောင်းကြီးမရပါဘူးဒါကြောင့်ကျွန်တော်တို့ကရုပ်ခန္ဓာစိတ်ဝိညာဉ်သုံးပါးလုံးကောင်းကြီးမျိုးရဖို့ဆိုတာကတာဝုရာဒီဆိုယေရှုခရစ်တော်ကိုကျွန်တော်ကအကျိုးမဲ့ယုံကြည်လက်ခံပြီးယေရှုခရစ်တော်ရဲ့တုံ့ပြန်ဆုံးမတဲ့ဆုံးမဩဝါဒအတိုင်းအသက်ရှင်ကြောင်းလို့လိုပါတယ်။တို့လို့လဲဆိုရင်ယခုဘဝနောက်ဘဝထားရအကျိုးရှိတယ်။ယခုဘဝနောက်ဘဝကောင်းကြီးဖြစ်တယ်။ထာဝရတည်ကောင်းကြီးဖြစ်တယ်။ထာဝရတည်ကောင်းကြီးရှိနေရဖြစ်ပါတယ်။ဒီຢာလေးကိုနော်ကျွန်တော်ဇင်းမောင်နဲ့တားလေးကြောလျှော့ဝင်ကတရင်ကောင်းပါခြင်းပါတယ်။အထူးသဖြင့်တားလေးဟောပြောတာကျွန်တော်ဟောပြောတာတားလေးဟောပြောတာနော်ဒါလေးကြောကြောဝင်ဟောပြောခြင်းနေကြတော့ကျွန်တော်ကဆေးရရင်ဘာသာပြန်ပြီးဟောပြောပြတာဖြစ်ပါတယ်နော်ဒါလေးကြောကြောဝင်နိုင်ကျေးဇူးတင်ပါတယ်ပြန်ကြည့်အားရအောင်ပြည့်နော်ကျွန်တော်ကကြားတော့နော်ဒါလေးအဖြစ်နေနေတာကြားရင်ပြီးတာကြောရှောင်းကျွန်တော်တို့ရင်းနေပြပြီးမှရတယ်နော်ယတနာနော်ဒီမှာဒီနဲ့ချောင်းကျုပ်ညောင်းကြမကြအေးမဒီတရားကိုဒီမှာဟောပြောတဲ့ခံတာလေးပါဒါလေးကိုဘလောက်ပဲဉာဏ်တက်တယ်ဘလောက်ပဲဉာဏ်ကောင်းအောင်ပြရမှုလို့မှာပဲအစီအမံတော့တရားဖြစ်စီအသက်ရှင်နေပြအောင်တကယ်တည်တောင်းပြီးပြရအလိုဆန္ဒတော့အတိုင်းအသက်ရှင်နေတာလေဝိညာဉ်ကူကြီးအတိုင်းအသက်ရှင်နေတာလေဇာတိဝိညာဉ်ကိုခေါ်ကြရဝိညာဉ်ကူကြီးတိုင်းအသက်ရှင်ပြီးဒီတိတောင်အလုံးတရားနှိမ့်ချတော့စိတ်အလုံးတရားနုညံ့တိမ်ပြီးတော့စိတ်နဲ့အလုံးတရားဝမ်းမြောက်တဲ့စိတ်နဲ့အစီကံနဲ့ဒါလေးတောင်နေနေဖြစ်စီနေပါတယ်ဒီတော့လည်းဒါတော့ကျွန်တော်တို့ကြားရည်ကြီးလို့မျိုးလေးနဲ့ဒီဘက်ရှောင်းလန်းနေပါတယ်အားလုံးပေါ်မှာ